ကဲကျွန်တော်ရေမရှိုးကလေးကျွန်တော်ရဲ့နေ့စဉ်အလုံးလုံးနေတဲ့သဘောခွန်လေးကိုတန်ရှင်းလုပ်ပါတော့တန်ရှင်းမလုပ်ခင်လေးမှာဖျားတရားလေးလောက်လိုက်အောင်ကျွန်တော်အရန်မအောင်မြင်တဲ့သူတွေဖြစ်တယ်အဲ့ဒါကျွန်တော်ဒီမှုတွေကိုအရန်ရှင်းမဲ့လို့တယ်ဒါကတော့ကျွန်တော်ရေမရှိုးကလေးပါရေမရှိုးကဆိုတော့ယောဂလည်းဖြစ်တယ်လို့ပေါ့အဲ့ကျွန်တော်နေနဲ့ရှော့ထုတ်တွေလို့တော့အလုပ်တွေရှုပ်နေရတယ်အဲ့ဒါကျွန်တော်စက်သမကော်ဖီတွေတောက်တယ်ကျွန်တော်အားရင်တွေယူတယ်ဒါကတော့စက်သမရဲ့ထုတ်ကုန်ပစ္စည်းဖြစ်ပါတယ်ပါဇက်ပလုတ်ကျင်းတဲ့အရာလေးပေါ့ပြီးတော့ကျွန်တော်ကင်မရာတွေရိုက်တာလည်းရမ်းဝါသနာပါတယ်ဗီဒီယိုတွေပါရိုက်တာကျွန်တော်ရမ်းဝါသနာပါတယ်သူပြောဖြစ်ဖြစ်ချင်တော့လည်းကျွန်တော်လုပ်နေတဲ့လုပ်ငန်းစက်သမကုမ္ပဏီမှာလည်းကျွန်တော်ကဒီလိုမျိုးကြော်ညာမဂ္ဂရင်းတွေနောက်မှမဂ္ဂရင်းတွေလောက်ရတဲ့ခါမှာဆိုရင်ကျွန်တော်တို့လောက်က online offline ပေါ့ကိုယ်ကိုယ်တိုင်လည်းလောက်အောင်နေရတယ်ကိုယ်ကိုယ်တိုင်လည်းဒီပညာတွေသင်ရတယ်ကိုယ်ကိုယ်တိုင်လည်းတရုပ်ဆောင်ရတယ်ကိုယ်ကိုယ်တိုင်လည်း social ပေါ်မှာတက်ပြရတယ်အဲ့ဒီတော့ကျွန်တော်ပြင်ဆင်မှုတွေအများနဲ့လုပ်နေရတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဝါသနာပါတဲ့အရာတွေကိုကျွန်တော်စုဆောင်းရင်းနဲ့ကျွန်တော်သတ်ပြီးတော့ဒီစီးပွားရေးမှာအသုံးချဖို့အတွက်ကျွန်တော်စူးစမ်းနေပါအရာတိုင်းကတော့သင်မှုကတော့အများနဲ့ရှိနေစေပါဘယ်ရာကမှတော့ကျွမ်းကျင်သွားတယ်ဆိုတာတော့မရှိပါဘူးအဲ့တော့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်အားကြတဲ့သူတွေရှိသလိုကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီရဲ့ကျွန်တော်အားကြတဲ့အိုင်တော်တွေတိုက်ပဲနေ့စဉ်ကြင်ကြံပြုမှုနေထိုင်ခဲ့တော့တာပေါ့အောင်မြင်မှုတစ်ခုကလည်းကိုအားကြတဲ့သူတွေရှိမှသာလေကိုယ်ကလည်းစူးစမ်းကျင်တဲ့စိတ်တွေအပွားပွားဖြစ်စေတာဒါကလည်းကျွန်တော်ရဲ့နေ့စဉ်လှုပ်လှုပ်တဲ့ကျွန်တော်ရဲ့ဇပွဲခွန်လေးဖြစ်ပါဘာလို့မဟုတ်ပါဘူးကျွန်တော်ရေမကျုပ်ကလေးမှာပြင်းလို့ရှောက်ရလိုက်တာဖြစ်ပါ